မင်္ဂလာပါဒီနေ့ဆရာကဘာလေးပြောချင်လဲဆိုတော့ the art of mental training နဲ့ဗမာလိုလှလှပပသုံးရမယ်ဆိုရင်ဖြင့်စိတ်သက်ကြန့်ခိုင်ခြင်းအမှုပညာလို့တင်စားပြရစီရဲ့စာရေးဆရာ Gonzalez လို့ခေါ်တဲ့ပုဂ္ဂိုလ်ရေးခဲ့တာပေါ့သူရေးခဲ့တဲ့စာအုပ်ကလေးကိုဖတ်ပြီးဆရာပြန်ဝင်ခတာပါပဲစာရေးသူကသူတွေ့ခဲ့တဲ့အတွေ့အကြုံတွေကိုပုံမြင်လေးတွေလို့သူကဖန်တီးလိုက်တာပုံမြင်လေးတွေကိုဖန်တီးပြီးတော့အဲ့ပုံမြင်ထဲမှာဇက်လိုက်တစ်ယောက်ရှိတယ်ဒန်နီယယ်ဆန်နဲ့ဒန်နီယယ်ဆန်ဆိုတဲ့ဇက်ကောင်ကိုလည်းစိတ်ကူးထားပြီးတော့အဲ့ထဲမှာပါတဲ့ပုံမြင်တွေကနီးပြအသွင်နဲ့ဖန်တီးပြီးတာပေါ့ဒန်နီယယ်ဆန်မှာလည်းဆရာတစ်ယောက်ရှိတယ်သူ့ဆရာကသူ့ကိုစိတ်လေ့ကျင့်ခန်းတွေသင်ခန်းစာတွေဘယ်လိုလေ့ကျင့်ပေးတယ်လဲဘယ်လိုထောက်ပံ့ပေးတယ်လဲဘယ်လိုလမ်းညွှန်တယ်လဲဘယ်လိုကူညီတယ်လဲဆိုတာကိုရေးသားရတာပဲဖြစ်ပါတယ်အဲ့တော့စာရေးသူကဘာရေးလဲဆိုတော့လူတစ်ယောက်ရဲ့စိတ်ဟာတဲ့အဲ့ဒီလူရဲ့စွမ်းဆောင်ရည်အပေါ်ဓာတ်ရိုက်တက်ရောက်မှုရှိတာကြောင့်ဘဝမှာအောင်မြင်ခြင်းနဲ့ဆိုရင်နဲ့ကိုယ့်ရဲ့တွေးခေါ်ပုံတွေကိုချိန်ညှိဖို့လိုပါတယ်တဲ့ဗျာစိတ်ပိုင်းဆိုင်ရာထက်မြက်အောင်ဆောင်ရွက်ဖို့လိုပါတယ်တဲ့ဗျာအဲ့လိုမျိုးထိမ့်ညှိပြီးတော့ကိုကထက်မြက်လာအောင်ဆောင်ရွက်နိုင်ပြီဆိုရင်ဖြစ်တာမန်မှုံမွားမွားစိတ်ခံစားချက်တွေကိုလည်းကြော်လွှားနိုင်သွားမှာပဲဖြစ်ပါတဲ့သူကတော့ဘလို့တင်စားလဲဆိုတော့ရှေ့ခေတ်ကစစ်တီတော်တွေကိုကြည့်လိုက်အရန်ထုံးကြိုနဲ့ချန်ပီယံကြီးတွေကိုကြည့်လိုက်စစ်တီတော်ကြီးတွေချန်ပီယံကြီးတွေလိုမျိုးစွမ်းဆောင်ရည်ကောင်းဖို့အတွက်စိန်ခေါ်မှုကအတွင်းမှာကောအပြင်မှာပါရှိပါတဲ့အဲ့ဒီအတွင်းအပြင်စိန်ခေါ်မှုတွေကိုဆရာတို့အနေနဲ့ရင်ဆိုင်ကြော်လွှားနိုင်ရမှာပဲဖြစ်ပါတယ်အဲ့လိုကြော်လွှားနိုင်ဖို့အတွက်ဘာတွေလိုလဲဆိုတာကိုစာရေးသူ Gonzalez ကတင်ပြထားပါတယ်ရေးသားထားပါတယ်ဖော်ပြထားပါတယ်ဘာလဲဆိုတော့မှန်ကန်တဲ့စိတ်ထားတယ်ဗျာ right attitude ဆိုပြီးတော့ပြောပါတယ်မိမိကိုအကောင်းမြင်တဲ့စိတ်တွေနဲ့ပြောဆိုတာတဲ့ positive self talk လို့လည်းပြောပါတယ်အားကောင်းတဲ့မိမိကိုယုံကြည်မှုတွေဗျာ strong self belief ဆိုပြီးတော့လည်းပြောပါတယ်အဲ့ဒီအချက်တွေနဲ့စိတ်သက်ကြန့်ခိုင်အောင်ဆောင်ရွက်လို့ရတယ်လို့စာရေးသူကဆိုပါတယ်မှန်ကန်တဲ့စိတ်နေစိတ်ထားရှိခြင်းဟာဆရာတို့လူတွေကိုအပြုတ်သဘောဆောင်တဲ့အကောင်းမြင်တဲ့အတွက်ဒုက္ခတွေအခက်အခဲတွေကနေလွန်မြောက်ရုံထွက်အောင်ကူညီပေးပါတဲ့စိတ်ထားမှန်ကန်ခြင်းရဲ့အကျိုးကျေးဇူးနောက်တစ်ခုကတော့လူတွေကိုအကောင်းဆုံးကြိုးစားဖို့တွန်းအားပေးခြင်းပဲဖြစ်ပါတယ်ဘက်စုံကိုခံပညာပြိုင်ပွဲတစ်ခုမှာလက်ဝှေ့သမား Renzo Gracie ဆိုတဲ့ပုဂ္ဂိုလ်ကအနိုင်ရပြီးတဲ့နောက်ကဘာပေါ်မှာထင်ရှားမဲ့ကြံရစ်မဲ့စကားတစ်ခုကိုပြောခဲ့ပါတယ်သူပြောတဲ့စကားအယမ်းမိုက်တယ်ကျွန်တော်စူးစမ်းလေးပူကံကောင်းလေးတဲ့ဒါပဲကျွန်တော်ဗမာပြည်မှာလည်းရှိပါတယ်အလုတ်ကောင်းမှကံကောင်းပြီဆိုတဲ့အဆောင်ပုဒ်ကလေးဒီမှာလည်းလက်ဝှေ့သမားကြီး Renzo Gracie ကပြောခဲ့တာကတော့ကျွန်တော်စူးစမ်းလေးပူကံကောင်းလေးတဲ့ဒါပဲအဲ့ဒါမှန်ကန်တဲ့စိတ်ထားပဲအဲ့တော့မှန်ကန်တဲ့စိတ်ထားရှိတဲ့နောက်တစ်ချက်ကိုပြောဦးမယ်မှန်ကန်တဲ့စိတ်ထားရှိတဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ကိုယ့်ရဲ့အားနည်းချက်တွေကိုရှာတွေ့အောင်ရှာဖွေအောင်ကူညီပေးနိုင်တာပါပဲကိုအားနည်းချက်ကိုတွေ့ပြီဆိုရင်ကိုကမှန်ကန်တဲ့ attitude ရှိတာဖြစ်တဲ့အတွက်တတိရှိနဲ့ဒီအားနည်းချက်ကိုရင်ဆိုင်ရဲတယ်ပြင်မယ်အားနည်းချက်တွေရော့တဲ့ရော့အောင်ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဝစီကံပေါ့ခုနမှန်ကန်တဲ့စိတ်ပိုင်းဆိုင်ရာ attitude ကတော့မနှောရရနေဖြစ်နေရလောက်တာပေါ့အခုကတော့ဝစီပေါ့ပါဇက်နဲ့ဆက်ပြောအောင် positive self talk မိမိအကောင်းမြင်တဲ့စိတ်ထားနဲ့စကားတွေပြောဖို့လိုပါတယ်ကိုကောင်းတွေကိုအပြင်ကအဆိုးမြင်တဲ့အချက်လက်တွေမနှောက်ယှက်ဖို့အရေးကြီးပါတယ်ကိုစိတ်ထဲမှာအပြက်သဘောဆောင်တဲ့အတွေးတွေဝင်လာပြီဆိုရင်ချက်ချင်းဖယ်ထုတ်ပလိုက်ဖို့လိုပါတယ်အပြုသဘောဆောင်တဲ့လေသံနဲ့ကိုပြောင်းလဲပြရမှာပဲဖြစ်ပါတယ်စာရေးသူကလေမောင်းတင်တန်းတစ်ခုအကြောင်းလေးကိုပြောတယ်အဲတော့လေမောင်းတင်တန်းတစ်ခုမှာတင်တန်းတက်တဲ့တင်တန်းသားတယောက်ကစိတ်ခံစားချက်လေးကိုရေးတာတွေ့ရတယ်အဲ့ဒီတင်တန်းသားကိုတင်တန်းဆရာက
သူလေရင်မောင်းတဲ့အချိန်တိုင်းစူတယ်ပူတယ်သဲတယ်ဆိုးတယ်ငေါက်တယ်ငန်းတယ်မှားတယ်လို့ပြောတယ်အဲ့တော့သင်တန်းသားစိတ်တူတာငါပဲပြောနေတာပဲကွာငါပဲပြောနေတာပဲငါတော်တော်အဆင်မပြေပါလားဆိုပြီးပေါက်ပွဲလာတယ်အဲ့ဒါနဲ့ဒန်နီယယ်ဆန်ကတော့သင်တန်းသားကိုရှင်းပြလိုက်ပါတယ်ဘယ်လိုရှင်းပြလဲဆိုတော့ဒါဟာတဲ့စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုတကယ်ချင်းရဲ့စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုဆိုတာဘာလဲဆိုတော့လေရင်မောင်းတဲ့ pilot လေရင်မောင်းတဲ့လေရင်မူးဟာလေရင်မောင်းနေစဉ်ကာလမှာ pressure တွေဘလောက်များလေရင်ကိုကောင်းကောင်းမောင်းနိုင်သလားဆိုတာကိုသိဖို့အတွက်ဆရာကဘေးကနေမင်းကိုလိုက်လုပ်နေတာဆရာကဘေးကနေမင်းကိုတွန်းပို့နေတာဆိုပြီးရှင်းပြလိုက်ပါတယ်အဲ့တော့သင်တန်းသားဟာသင်တန်းဆရာကိုသူ့ရဲ့ပြိုင်ဘက်လို့ပထမတွေးနေတာငါ့ကိုပဲတောက်ပြဿနာရှာတယ်ငါ့ကိုပဲတောက်ပြစ်တယ်ပြောတယ်ငါ့ကိုပဲတောက်ဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ပင်ပန်းခံစားနေရတယ်တကယ်တမ်းကျတော့တဲ့ဆရာကငါ့ကိုဟောက်တယ်စူတယ်အပြစ်ရှာတယ်ဆိုတာငါဆရာဟာအပြစ်တင်တာတွေကိုတက်လုံနေတာမဟုတ်ဘူးငါ့ကိုလေရင်မောင်းရင်းနဲ့စိတ်ဖိစီးမှုတန်ဘလောက်ခံနိုင်ရှိတယ်ဆိုတာကိုစမ်းသပ်နေတာဟုတ်ပြီအဲ့တော့ငါကဆရာရဲ့ပြောဆိုစူဆဲမှုအောက်ကနေဘလောက်တော့အောင်လုပ်နိုင်တယ်ဆိုတာကိုစူးစမ်းပြလိုက်မယ်ငါအာယုံစိုက်ကောင်းတဲ့သူဖြစ်တယ်ဆိုတဲ့ဟာကိုဆရာတွေ့တော့ငါလုပ်ပြမယ်ဆိုပြီးတော့ချက်ချင်းနဲ့ဒီလိုလေးလှည့်လိုက်တာနဲ့အကောင်းမြင်တဲ့စိတ်အကောင်းမြင်တဲ့အတွေးတွေနဲ့ပို့ပြီးအောင်မြင်အောင်ဆောင်ရွက်လို့ရပါတယ်ဒါပါပဲအဲ့တော့အပြုသဘောဆောင်တဲ့အကောင်းမြင်စကားတွေကိုပြောဆိုတတ်ခြင်းဟာအားကောင်းတဲ့မိမိကိုယ်ကိုယုံကြည်မှုတိဆောက်ပြီးသားလေဖြစ်တယ်လို့ပြောပါတယ်နောက်တစ်ချက်ကတော့စာရေးဆရာကြီးသူ့ရဲ့ဇက်ကောင်ဒန်နီယယ်ဆန်ကိုသူကဒီထဲမှာရေးထားတာကိုစာရေးဆရာရဲ့ဇက်ကောင်ဒန်နီယယ်ဆန်နဲ့သူ့ရဲ့ဇက်ကောင်ရဲ့ဆရာလီယိုတိုင်းတို့တော်ရဲကိုသွားကြပါတဲ့အဲ့တော်ရဲမှာစခန်းချကြပါတဲ့အဲ့အကြောင်းလေးကိုရေးထားတာဟောညဘက်တကောင်ရန်အချိန်ကိုရောက်တဲ့အခါမှာတော့ဆရာတပည့်ရဲ့ပက်လင်မှာမျက်လုံးအဝါတွေအများကြီးပလော့ဟာမျက်လုံးတွေအများကြီးပဲဆရာကြီးအဲ့ဒီမျက်လုံးပိုင်ရှင်လေးတွေကတော့ raccoon လို့ခေါ်တဲ့တရားဝါလေးတွေပါချစ်စရာလေးတွေပဲသို့တော့အန်ဒီရတော့ရှိတယ်လူတွေလာကြိုက်လို့ရတယ်သူကအစာတွေလာလူကြတယ်ရက်ကွန်းလေးတွေအများကြီးဝိုင်းနေတာအဲ့တော့ဆရာတပည့်ရဲ့နှစ်ယောက်မှရှိတဲ့အစာတွေကိုလူယူခြင်းလို့ရက်ကွန်းတွေကတပြုံကြီးညတကောင်မှတော်တဲ့ကိုဝိုင်းပြီးတော့ရောက်လာကြတာပေါ့အဲ့တော့အချိန်ကြာမဖြစ်ခင်မှာဘလို့လုပ်ရင်ကောင်းမလဲဆိုဆရာတပည့်နှစ်ယောက်စဉ်းစားပြီးတာဒီပဲနေကြောက်ခဲနေနဲ့ပေါက်ပြီးတော့ရက်ကွန်းတွေကိုမောင်းထုတ်ကြတာပေါ့ရက်ကွန်းတွေကိုပြစ်အဲ့တော့ရက်ကုန်းတွေကိုပြစ်တော့လေရက်ကုန်းတွေကလည်းမှောင်ကြီးမဲကြီးမှာပြစ်တော့ထိတဲ့ကောင်ထိမထိတဲ့ကောင်မထိပေါ့လေအဲ့ရက်ကုန်းတွေကလည်းရှေ့ကိုတိုးလာလိုက်နောက်ကိုပြန်ရှဲသွားလိုက်တိုးလာလိုက်ရှဲသွားလိုက်နဲ့အဲ့လိုတွေဖြစ်နေမှာပေါ့အဲ့ဒီအချိန်လိုမျိုးရှေ့တိုးနောက်ဆုတ်ပြီးဖြစ်ပြီးတော့ကာလအချိန်တစ်ခုတည်းကြာကောဒန်နီယယ်ရဲ့ဆရာကရက်ကုန်းတွေကခေါင်းဆောင်တစ်ကောင်ရဲ့နှစ်ဖူးတဲ့အလေတက်တဲ့ကိုတစ်ခါလေးကြောက်တုံးနဲ့ပြစ်ပေါက်ပြီးတော့အဲ့ခေါင်းဆောင်ထိပြီးတော့လဲကျပြီးတော့မူးပြီးတော့ထွက်ပြေးသွားပါလေအဲ့တော့ရက်ကုန်းလေးတွေလည်းသူတို့ခေါင်းဆောင်တော်ထိပြီးလဲပြီးထွက်ပြေးပြီးဆိုအကုန်လုံးနောက်ကနေထွက်ပြေးသွားတဲ့အတွက်ဆရာတပည့်နှစ်ယောက်ရက်ကုန်းတွေရဲ့ဒဏ်ကနေလွတ်သွားပါတယ်အဲ့တော့မှအကောင်လေးတွေမရှိတော့မှဆရာတပည့်နှစ်ယောက်စကားဆန်ပြီးပြောတာပေါ့ငါတို့မနိုင်လောက်ဘူးလို့မင်းတွေးမိသလားဆိုပြီးတော့ဒန်နီယယ်ကိုလီယိုတိုင်ကမေးတဲ့အဲ့လိုမေးတဲ့အခါမှာတပည့်ဖြစ်သူဒန်နီယယ်ကလည်းမတွေးမိပါဘူးဆရာရဲ့အဲ့ဒီအချိန်မှာဒီကောင်လေးတွေကိုပြန်လဲတိုက်ခိုက်ဖို့ပဲတွေးနေတဲ့အတွက်ရှုံးပါလားမနိုင်တော့ဘူးလားတွေးကိုမတွေးမိပါဘူးလို့ပြန်ဖြေတဲ့ဒါဟာမိမိကိုမိမိယုံကြည်မှုပဲဖြစ်တယ်ဆိုပြီးဆရာကပြောပြပါတယ်လူတစ်ယောက်ဟာနိုင်ကိုနိုင်ရမယ်လို့အခြေခံယုံကြည်မှုရှိမှသာကိုယ့်ရဲ့ယုံကြည်မှုတွေအခိုင်အမာတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်ပြီးတော့ရည်မှန်းချက်ကိုပန်းတိုင်အထိရောက်အောင်တကယ်ရယူနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ဆရာဖတ်ထားတဲ့ဟာပါပဲမှတ်မိသလောက်ပြန်ပြောရတာ gist ထုတ်ပြီးပြန်ပြောရတာဆိုတော့အတိအကျနဲ့အသေးစိတ်ကိုများစိန်ပြေနှပြေဖတ်ချင်တပါဆိုရင်ဖြစ်ရွှေနှုတ်ကစာအုပ်စင်မှာဒီစာအုပ်ကလေးရှိပါတယ်ခုနကဆရာပြောခဲ့တဲ့စာအုပ်ကလေးပါဘာလဲဆိုတော့ The Art of Mental Training ဆိုတဲ့စာအုပ်ကလေးပါစိတ်သက်ကြံ့ခိုင်ခြင်းအနုပညာလို့အဓိပ္ပာယ်ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာနာမည်ညီပါရွှေနှုတ်ထဲမှာကောက်ပန်းလိုက်တာနဲ့အခမဲ့ဆောင်ငါးဦးတောင်ဖတ်လို့ရနေပြီနော်နိုင်ငံတကာစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနဲ့ရောအတန်နဲ့ပါနားထောင်လို့ရလို့အခုပဲသွားဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ်
application အသုံးပြုပုံသေးစိတ်ကိုလည်းရှင်တို့ Facebook page မှာမေးမြန်းနိုင်ပါတယ်